ကျွန်တော်ကပေါ်လိုရတယ်ဘယ်လိုလုပ်လဲဆိုတော့ဒီလိုမျိုးလေးပေါ့နော်ဒီသူတို့စာလေးတွေရေးပြီးတော့ကြတော့ဒါခေါ်လို့လောက်တယောက်နဲ့တယောက်အပြန်လာလုံးမယ်ဆိုပြီးတော့ဒီစာလေးတွေတင်တာပေါ့နော်အဲ့လိုမျိုးလေးလိုက်လုပ်လေးရှိတယ်အဲ့လိုက်လုပ်ပြီးတဲ့ခါကျတော့ကိုကဘာလဲဆိုတော့လုံးလိုက်တာပေါ့နော်အဲ့လိုမျိုးတယောက်လုံးလိုက်ပြီးတဲ့ခါကျတော့ဒါပေမဲ့ကိုကလုံးလိုက်တာက30လောက်လုံးလိုက်ပေမဲ့သူက50လောက်ထိတက်လာတာပေါ့နော်ညာကဘာလဲဆိုတော့ကိုကဒီတယောက်ပဲလှုပ်လိုက်တာဒါပေမဲ့သူတို့ကနေနောက်ကအောက်ကနေပြီးတော့ကြတော့ comment အောက်ကနေပြီးတော့သူတို့ဝင်ပြီးတော့ကြတော့လှုပ်သွားတာဒီမှာအိမ်စာလည်းပြီးသွားပါတော့တရေတယ်နဲ့ဒါအိမ်စာလည်းပြီးသွားတယ်သူတို့လည်းဒါကိုကသူတို့ကိုပြန်မလုပ်တဲ့ခါမှာသူတို့လည်းဖြုတ်ခြင်းလည်းဖြုတ်သွားမှာပေါ့နော်ဒါကတော့ဖြုတ်သွားပါဘာမှဖြစ်ပါဘူးဘာဖြစ်လို့လဲဆိုတော့ကိုလည်းသူတို့ကိုမလုပ်ဖြစ်တဲ့အတွက်ကြောင့်မဖြုတ်သွားတာကိစ္စမရှိဘူးပေါ့နော်ငါချို့တွေလည်းဒါကိုကလုပ်ပြီးမဲ့သူတို့ကပြန်မလုပ်တဲ့လူတွေလည်းအများကြီးရှိသေးတာကိုနောက်ပြီးတဲ့ခါကျတော့တီးသက်ခဏလေးဝင်လာပြီးတော့ပြန်ဖြုတ်သွားတဲ့လူတွေလည်းရှိတယ်။ညာမပြောပါဘူးကိုလည်းအားတဲ့ချိန်ကြိုင်တော့လိုက်စစ်အောင်ပါပေါ့နော်။ဒီကို follow ရတယ်။အဲ့ဒါလေးကိုပြောပြအိမ်စာလေးဆိုလို့ချိုးတွေကြတော့ဒါဟိုအမြင်နဲ့လုံနေတယ်လို့ထင်နေမှာ။တခါကြအိမ်စာမပြီးဘူးည။ဒီစသားဆိုလို့ရှိရင်တခါမပြီးမပြီးတာဆိုတော့တခါရှိတယ်အဲ့ဒါကိုယ့်အကူပေးလိုက်တာတရားလေးဒီစသားတရားကကိုယ့်အကူပေးလိုက်တာဘယ်မှာလဲဆိုတော့ဒီ content monetization မအောင်ခင်ကဒါကိုယ့်ပြန်ပေးလိုက်တာမနော်စတတ်တရားပြန်ပေးလိုက်အဲ့လိုပေးလိုက်ပြီးတဲ့ခါကျတော့ဒါပြီးသွားတာပေါ့ဗျာနောက်တစ်ပတ်လောက်ကြာတော့ဒါ content monetization ပွင့်သွားတာပေါ့ဒါလေးပါပဲဒီဗီဒီယိုတွေကြတော့ဒီပြောမယ်ဆိုလို့ရှိရင်အိမ်စာတွေအကုန်လုံးကတော့တစ်ပတ်မှမအောင်ဒါပေမဲ့ဒီ content monetization အောင်ပြီးတဲ့နေပြီးတော့ကြတော့ပတ်တိုက်လို့လို့ကတော့ဒါအိမ်စာတော့ပြီးပတ်တိုက်လို့လို့တော့ပေါ့နော်နောက်ကိုမှဒီစတားပေးမယ်ဆိုရင်ကိုကောက်ကိုပြန်ပေးလို့ရတာပဲလေဒါကိုမှစတားရှိနေလို့ရှိရင်ကိုကောက်ကိုပြန်ပေးလို့ရတာပဲဒါအကိစ္စမရှိဘူးခုနောက်ပိုင်းတော့ကိုကောက်ကိုပြန်မပေးတော့ဘူးเนาะကိုလည်း content monetization အောင်သွားပြီဆိုတော့ကိုတခြားလူတွေပဲကိုလာပေးတဲ့လူတွေပဲဒါပေးတော့မှာပေါ့နော်အဲ့ဒါကြောင့်ချမ်းလာတာ